ခမ်းထိုးလို့ရှိရင်ပေါ့နော်ရေုံပေါက်သလားဆိုတော့နှကန်းထိုးလို့ရှိရင်ရေုံပေါက်တတ်ပါတယ်။ဘာကြောင့်ရေုံပေါက်တယ်လဲဆိုလို့ရှိရင်ကိုခမ်းအားနဲလို့ရှိရင်လည်းရေုံပေါက်တတ်ပါတယ်။ကိုထိုးနေတဲ့တော့အတွင်းမှာကိုခမ်းအားနဲလို့ရှိရင်လည်းရေုံပေါက်တတ်တယ်။နောက်တစ်ခုအနေနဲ့ကြတော့ကိုကပေါက်နေကြဆိုလို့ရှိရင်လည်းရေုံကပေါက်ပါတယ်။နောက်တစ်ခုကကြတော့ဒီနှကန်းသားတွေကနုညံ့တဲ့နှကန်းသားလေးတွေမှာအဲ့ဒီရေုံပိုးကပေါ့နော်ဒီသွေးကြောတွေရဲ့အောက်နောက်မှာယုံပိုးလေးတွေရှိပြီးသားအဲ့ဒီအချိန်မှာနှကန်းသားကိုအက်နဲ့သွားဆွလိုက်မယ်ဆိုလို့ရှိရင်ယုံပိုးလေးတွေကစပြီးမှအပေါ်ထွက်ပေါ်လာတယ်ပေါ့နော်ရေုံပေါက်မှန်းဘယ်လိုအခြေအနေမျိုးကိုကြည့်ပြီးသိနိုင်ပါသလဲဆိုလို့ရှိရင်တော့ရေုံပေါက်ပြီဆိုရင်အဲ့ဒီနေရာပူတယ်စူးတယ်ရားတယ်အေးကြီးဘူးတပူပဲဖောက်တယ်အဲ့ဒါဆိုတေချာပေါက်အဲ့ဒါရေုံပါပဲရှင်ရေုံမယ်ကိုယ်အနေနဲ့ကာဝယ်ဒီရေုံနှကန်းစာထိုးကြတဲ့နဲ့ရေုံပျောက်ဆေးကိုကြိုတောက်ထားရမယ်တကယ်လို့ထိုးပြီးရဲ့ပြီးသွားတဲ့အခါမှာလည်းရေုံဆေးကိုဆက်တောက်အောင်မယ်မဟုတ်ဘူးဆိုရင်ရေုံပေါက်နိုင်ကြီးရှိတယ်ပေါ့နော်တကယ်လို့ကိုယ်အနေနဲ့ဆေးလည်းမတောက်လိုက်မိဘူးရေုံကပေါက်လာပြီဆိုရင်ဘယ်လိုလုပ်ရလဲဆိုတော့ရေုံလိမ့်နဲ့ဆေးရှိတယ်အဲ့ဒါတွေကဘာတွေလဲဆိုရင်တော့ acycloba cream တွေရှိမယ်နောက်က viva ဆိုတဲ့ cream လိုပုံစံမျိုးရှိရပေါ့နော်အဲ့လိုမျိုးရေုံပျောက်ဆေးလေး cream လေးတွေကိုကြိုတင်အခြေကြီးဘူးတပူးထခင်းနဲ့စပြီးတော့မှလိမ့်ထားမယ်ဆိုလို့ရှိရင်သူ့အနေနဲ့နောက်ဆက်တဲ့ပြဿနာတွေတိတ်မရှိနိုင်ဘူးပေါ့နော်နောက်တစ်ခုကျတော့ရေုံပေါက်နိုင်တဲ့အနေအထားကျတော့ဘယ်လိုပုံစံမျိုးလဲဆိုတော့